Sangro Sikiro go, General Tunana, let's see sign on. Ottawa, Sakon, Yaniani, Nasakon, Nasashi, Nasako, Donzeva, Leda, Sanhare, a Chalamiago, Tim Yavi Mafipae. Sangro Sikiro display pare. Solar palm, grip palm, hollow palm, battery palm, Tari Brolos on it or Twishiyama pare. Sangro Dueva, Pepper machine LED, Tianlia, Invala, Lolo Nede, Upiare, LED pare. And Yava battery SOCU, Piare, LED pare. Sangro in Bedaya. လောက်ဆောင်နေတဲ့ချက်လက်တွေကိုလေ့လာရတဲ့အခါမှာကျွန်တော်က iSolar Cloud application ကိုသုံးပြီးတော့လေ့လာခဲ့ပါတယ်ကျွန်တော်တို့ရဲ့အိမ်သုံးကိုပေးနိုင်ဖို့ hybrid solar inverter မှာပင်မစွမ်းရည်3မျိုးရှိပါတယ်နေမှာရရှိတဲ့ solar power utility ကိုခေါ်တဲ့ကျွန်တော်တို့ grid ဒါမှမဟုတ် EPC ဒါမှမဟုတ်မီးစက်နောက်တစ်ခုက battery တို့ဖြစ်ပါတယ် Sangro inverter ကို iSolar Cloud သုံးပြီးလေ့လာတဲ့အချိန်တွေကတော့နေပိုင်း solar စတင်ရရှိတဲ့အချိန်နေပိုင်း solar လုံလောက်တဲ့အချိန်မလုံလောက်တဲ့အချိန်နေပိုင်းမီးလာတဲ့အချိန်နေပိုင်းမီးမလာတဲ့အချိန်ညပိုင်းမီးလာတဲ့အချိန်ညပိုင်းမီးမလာတဲ့အချိန် battery အားနည်းနေတဲ့အချိန် battery အားပြည့်နေတဲ့အချိန်စတဲ့အချိန်တွေမှာ second record ယူပြီးတော့အသေးစိတ်ပြန်လေ့လာထားပါတယ်ဒီလေ့လာတွေ့ရှိချက်တွေကို Excel sheet နဲ့ပြန်လည်ပြီးမှတ်သားထားပါတယ် ဒါကိုလေ့လာခြင်းအပြင် Sangro inverter က hybrid inverter တို့ရဲ့လုံဆောင်ပုံတွေဟာ hybrid inverter လုံးရှိရမယ့်စံနဲ့ပြည့်မီသုံးသပ်နိုင်မှာဖြစ်ပါတယ် Solar ကလုံလောက်ဘူး grid ကမီးလာနေတယ် battery ကအားနေနေမယ်ဆိုရင် Solar ကဘယ်ကိုပေးမလဲ grid ကဘယ်ကိုပေးမှာလဲ battery ကဘယ်လိုဖြစ်မလဲဆိုတာတွေးကြမှာဖြစ်ပါတယ် solar က grid နဲ့ပေါင်းပြီးတော့ load ကိုပေးနေတာတွေ့မှာဖြစ်ပါတယ် grid က solar နဲ့ပေါင်းပြီးတော့ load ကိုလည်းပေးတယ် battery ကိုလည်းအားသွင်းနေတာတွေ့မှာဖြစ်ပါတယ် battery က grid ကနေအားသွင်းနေတာကိုလက်ခံရယူနေတာဖြစ်ပါတယ် Non inverter type aircon တစ်ကောင်ပဲ3လုံး desktop computer 3လုံးနဲ့နောက် lighting နည်းနည်းပါမယ်နောက်ပြီးတော့ hot and cold water dispenser တစ်လုံးပါအောင် total load ကတော့ 4 kW တတာဖြစ်ပါတယ်ကျွန်တော် case 2ကိုဆက်လက်ကြည့်ရအောင်ကျွန်တော် case 2မှာ solar power ကလောက်တက်လုံလောက်နေမယ် ocean နဲ့ power ကို battery ကိုအားသွင်းနေပါမယ်အဲဒီမှာ grid က solar က battery ကိုအားသွင်းမှာလိုအပ်တဲ့ထပ်ပြီးလိုရတဲ့ power ကို grid ကနေထပ်ပြီးပေးနေတယ်ပေါ့နော်ထပ်ဖြည့်ပြီးပေးနေတယ် battery ကတော့ခုနက solar ရယ် grid ရယ်ပေါင်းပြီးတော့အားသွင်းမှုခံယူနေပါတယ် ကျွန်တော် case 3ကိုဆက်လက်ကြည့်အောင်ကျွန်တော် case 3က solar ကလောက်တက်မလို့တော့ဘူး grid နဲ့ပေါင်းပြီးလောက်ကိုပေးနေမယ်အဲ့တော့ grid က solar ကလောက်ကိုပေးရမှာထပ်မံလိုအပ်တဲ့ power ကို grid ကထပ်ပြီးတော့ထပ်ဖြည့်ပေးနေတော့ battery ကတော့အားပြည့်နေမယ် battery အားပြည့်တဲ့ယူဆတာကကျွန်တော်95ကနေ100ထိရှိရဲဆိုတော့အားပြည့်တယ်လို့ကျွန်တော်ယူဆပါတယ်
K4 ကိုဆက်လက်ကြည့်အောင်ကျွန်တော် K4 မှာဆိုရင် solar ကအလုပ်ကိုပေးမယ် motion လေးတဲ့ power ကို grid ကိုသူကပြန်ပေးနေမှာပေါ့နော် K4 ကြတော့လုပ်ကိုပေးတယ် battery ကတော့ပြည့်နေမှာပေါ့grid ကမှရှိနေတယ်ဒါပေမဲ့သူက standby အနေနဲ့နေမယ်သူ့ဘက်ကိုပြန်ပြီးတော့စီးနေတာနော်ဒီကတော့အားပြည့်နေပါအောင်လေကျွန်တော် K5 ကိုဆက်လက်လေ့လာကြအောင် solar ကအလုပ်ကိုပေးပြီး portion နဲ့ power ကို battery ကိုအားသွင်းနေမယ်grid မှာ solar က battery ကိုအားသွင်းမှာလိုရတဲ့အားကိုထပ်ပြီးတော့သူကဖြည့်ပေးနေမယ်ပေါ့နော် grid ကနေ battery ကိုထပ်ပြီးတော့ဖြည့်ပေးနေမယ် solar ကလိုရတဲ့ power ကို grid နဲ့ပေါင်းပြီးတော့အားသွင်းမှုကိုခံနေပါတယ်ကျွန်တော် cases ကိုလေ့လာကြအောင် solar ကအလုပ်ကိုပေးတယ် portion နဲ့ power ကို battery ကိုအားသွင်းနေမယ်ပြီးတော့ grid ဘက်ကိုလည်းသူကပြန်ပြီးတော့စီးနေတယ် grid ကရှိနေတယ်ဒါပေမဲ့ solar က grid ဘက်ကိုပြန်ပြီးတော့စီးနေတယ်battery ကအားသွင်းမှုခံယူနေတယ် solar ကလောက portion လို့ battery ဘက်က grid ဘက်က load ဘက်ကသုံးနေအောင်ပေးနေပါတယ်ကျွန်တော် K7 ကိုလေ့လာကြအောင် K7 ကတော့ K6 နဲ့အတူတူပါပဲဒါပေမဲ့သူက grid မရှိပါဘူး K6 က grid ရှိနေပါတယ်Case H ကိုလေ့လာကြအောင် solar ကလုပ်ကိုပေးပြီး portion နဲ့ power ကို battery ကိုအားသွင်းနေမယ် grid ကမရှိဘူး grid ဘက်ကိုလည်းပြန်မစီးဘူးပေါ့နော် battery ကတော့ solar နဲ့အားသွင်းအောင်ခံယူနေတယ်ကျွန်တော်တို့ case 9 ကိုလေ့လာကြအောင်အဲ့တော့ solar ကအလုပ်ကိုပေးတယ်လို့ portion နဲ့ power ကို grid ကိုလည်းသူကပေးနေမှာပေါ့နော် battery ကအားပြည့်နေမှာ grid ကမရှိဘူး grid ဘက်ကိုပြန်စီးနေတယ်ကျွန်တော် grid ဘက်ကိုပြန်မစီးအောင်ကျွန်တော် setting တစ်ခုနဲ့တားထားလို့ရတယ်ပေါ့နော်ဒါကပြန်စီးတဲ့သဘောကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ် battery မှာအားပြည့်နေတယ် SOC 95နဲ့100အတွင်းအားပြည့်တယ်လို့ယူဆပါတယ်အဲ့တော့ K10 ကိုလေ့လာကြအောင် K10 မှာကျတော့ solar ကလောက်ကို power ပေးရင်မလုံလောက်ဘူး battery နဲ့ပေါင်းပြီးတော့ပေးနေမယ်ပေါ့နော် solar ကမလုံလောက်တော့ဒီချိန်ကျတော့ battery နဲ့ပေါင်းပြီးလောက်ကိုပေးနေမယ်ကျွန်တော် grid ကမရှိဘူး battery ကနေအားသုံးနေမယ်ကျွန်တော် case 11 ကိုလေ့လာကြအောင်ဒီချိန်မှာ solar ကလောက်ကို power ပေးရင်မလုံလောက်ဘူး battery နဲ့ပေါင်းပြီးတော့ပေးနေမယ် grid ကမရှိဘူး က
ဘက်ထရီမှာထုတ်သုံးနေပါဘောနော်ဒါကက SOC 100ရာခိုင်နှုန်းအခုကျတော့ SOC က96ရာခိုင်နှုန်းပေါ့နော်ဒါမှ case နဲ့တော့အတူတူပါပဲ case 12ကိုလေ့လာကြအောင်ဆိုတော့ကလောက်ကို power ပေးနေမယ်grid ကမရှိဘူးဘက်ထရီကအားပြည့်နေတယ်ပေါ့96မှာသူကရက်နေတယ်အဲ့တော့ solar ကပဲလောက်ကိုပေးနေတယ် case 13ကိုလေ့လာကြအောင်solar ကမရှိတော့ဘူးเนาะဒါညအချိန်ဖြစ်မှာပေါ့เนาะgrid ကလောက်ကိုလည်း power ပေးနေတယ် battery ကိုလည်းအားသွင်းနေတယ်grid ကလောက်ကိုလည်းပေးနေတယ် battery ကိုလည်းအားသွင်းနေတယ် case 14ကိုလေ့လာကြအောင် case 14က solar မရှိဘူးgrid ကလောက်ကို power ပေးနေမယ် battery ကိုလည်းအားသွင်းနေမယ် battery မှာအားပြည့်နေပါเนาะအခုက SOC 100ရာခိုင်နှုန်း case 15ကိုလေ့လာကြအောင်solar ကမရှိဘူးgrid လည်းမရှိဘူးအဲ့တော့လောက်က battery ကနေဆွဲနေတယ်ဒီကုန်းကျုံအနေနဲ့ပြောရရင်တော့ Sangro inverter က hybrid inverter စစ်ပါတယ်ကျွန်တော်တို့သူ့နာလျှက်စစ်ပစ္စည်းဆိုင်မှာအစားအနေ180H နဲ့တွဲပြီးတော့ aircon သုံးလို့ဆိုင်သုံးနေမှာထည့်ပြီးစမ်းတဲ့အခါမှာခုနကisolar cloud application ကိုသုံးပြီးတော့လေးလာတွေ့ရှိချက်အရ Sangro inverter က hybrid inverter တစ်လုံးစစ်ဖြစ်ပါတယ်ဆိုတော့ပြောပြရစီကြည့်ရှုအားပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်